GED Social Study မှာ grab ပေးပြီးမိတတ်တဲ့ question တွေကိုဆရာတို့လေ့လာကြရအောင် question 1ကိုကြည့်ရအောင် Which of the following is false အောက်မှာပေးထားတဲ့ဘယ်တစ်ခုက false အမှားဖြစ်ပါသလဲ based on the data shown in the graph မှာပေးထားတဲ့ data အချက်လက်ပေါ်အခြေခံပြီးတော့ဘယ်ဟာအမှားတယ်လဲလို့မေးထားပါတယ် ABCD ပေးထားတဲ့ဆရာတို့ A ကိုဖတ်ကြည့်ရအောင် A from session 105 to 106 105ကနေ106အချိန်ကာလအပိုင်းခြားမှာ the number of female senators အမျိုးသမီးအထက်လွှတ်တော်အမတ်များအရေအတွက်ဟာ stay the same အတူတူပဲဖြစ်တယ်လို့ပြီးထားတယ်။ဒါဆိုရင်ဆရာတို့ graph ကိုကြည့်ရအောင် graph က female senators in the US Congress versus session of Congress အမေရိကန်ညီလာခံမှာရှိတဲ့အမျိုးသမီးအထက်လွှတ်တော်အမတ်များနဲ့ညီလာခံအပိုင်းခြားကာလကိုဖော်ပြထားတယ်။ graph ရဲ့ဘေးမှာအမျိုးသမီးအထက်လွှတ်တော်အမတ်အရေအတွက်ကိုပေါ်ပြပြီးတော့ graph ရဲ့အောက်မှာ Congress ရဲ့ session ကိုပြထားတယ်။ A မှာပြောထားတာက105နဲ့106မှာအမျိုးသမီးအထက်လွှတ်တော်အမတ်အရေအတွက်အတူတူပဲဆိုတော့ဇယားမှာက104နဲ့106ပဲပြထားတယ်။105ဆိုတော့တဝက်ကနေဆရာတို့စကြည့်ရအောင်။ဆရာတို့ကြည့်လိုက်တော့105နဲ့106ကအရေအတွက်အတူတူပဲ။ A မှာဖော်ပြထားတာကလည်းမှန်တယ်ဆိုတော့အဖြေက A မဟုတ်ဘူး။မိကုံးမှာမိထားတာက false ဘယ်တစ်ခုကမှားလဲလို့မိထားတာဖြစ်တယ်။ဒါကြောင့်ဆရာတို့ကမှားတဲ့ဟာကိုရွေးရမှာဖြစ်တယ်။မိကုံးတေချာဖတ်ဖို့လိုမယ်။ဒါဆိုရင်ဆရာတို့ B ကိုဆက်ကြည့်ရအောင်။ B က from session 106 to 108 session 106ကနေ108အထိ the number of female senators အမျိုးသမီးအထက်လွှတ်တော်အမတ်အရေအတွက်က increase တိုးလာမယ်တဲ့။ဒါဆိုရင်ဆရာတို့ graph ကိုကြည့်ရအောင်။106ကနေ108အထိအမျိုးသမီးအရေအတွက်ကတိုးလာတယ်ဆိုတာကလည်း graph မှာဖော်ပြထားတာမှန်နေတယ်။ဒါဆိုရင်ဆရာတို့အဖြေကလည်း B မဟုတ်ပြန်ဘူး။ဒါဆိုရင်ဆရာတို့ C ကိုဆက်ကြည့်ရအောင်။ overall ခြုံပြီးကြည့်မယ်ဆိုရင်တဲ့ from session 102 to 108 session 102ကနေ session 108ကိုအစအနေအဆုံးခြုံကြည့်မယ်ဆိုရင် the number of female senators အမျိုးသမီးလွှတ်တော်အမတ်များအရေအတွက်က increase တိုးလာမယ်ဆိုတော့ graph မှာဆရာတို့ကြည့်လိုက်တော့102ကနေ108ထိကအရေအတွက်တိုးလာတယ်ဆိုတာကိုဖော်ပြထားတယ်102မှာတော့က2ယောက်လောက်ပဲရှိမယ်108ရောက်တော့14ယောက်လောက်ဖြစ်နေပြီခြုံကြည့်လိုက်မယ်ဆိုရင်တိုးလာတယ်လို့ပြောရမယ်ဒါဆိုရင် C ရဲ့ဖော်ပြချက်ကလည်းမှန်နေတယ်ဆိုတော့ C ကိုမရွေးဘူး D ကိုဆရာတို့ဆက်ဖတ်ကြည့်မယ် D က from session 104 to 106 the number of female senator 104ကနေ106အထိအမျိုးသမီးလွှတ်တော်အမတ်အရေအတွက်ဟာ decrease ကျဆင်းသွားတယ်ဆိုတော့ graph မှာကြည့်ရအောင်104ကနေ106ကိုဆရာတို့ကြည့်လိုက်တော့အရေအတွက်ကတိုးလာတာဒါဆိုရင်ဒီရဲ့ဖော်ပြချက်က decrease ဆိုတော့မှားနေတယ်မိကုံးကလည်းမှားတဲ့ဟာကိုဆရာတို့ရွေးခိုင်းတာဆိုတော့ဒီရွေးပေးရမှာဖြစ်ပါတယ် question 2ကိုဆရာတို့ဆက်ကြည့်ရအောင် net generation of US electricity US လျှပ်စစ်ဓာတ်အားအသက်တင်ထုတ်လုပ်ခြင်းပုံကိုပေးထားတယ်ပုံမှာအပြာရောင်မြင်းက coal ကြောင်မီတွေအနီရောင်မြင်းက nuclear လိမ္မော်ရောင်မြင်းက natural gas တဘာဝဓာတ်ငွေအစိမ်းရောင်မြင်းက renewables ပြန်လည်ဖွံ့ဖြိုးမြဲစွမ်းအင်တွေကိုဖော်ပြထားတာပဲဖြစ်တယ်ဒါဆိုရင်ဆရာတို့မိကုံးကိုဖတ်ကြည့်အောင် based on the trends in the graph မှာပေးထားတဲ့လမ်းကြောင်းတွေအပေါ်မှာအခြေခံပြီးတော့ which energy source ဘယ်စွမ်းအင်အရင်းမြစ်ဟာ will be the smallest by 2013 2030ခုနှစ်မှာစွမ်းအင်အနည်းဆုံးဖြစ်သွားလိမ့်မလဲလို့သူကမေးထားတယ် ABCD ဆရာတို့ကိုပေးထားတဲ့အဲ့ဒီထဲကနေအဖြေကိုဆရာတို့ရွေးရမယ် A coal ကြောင်မီတွေ B nuclear C natural gas D renewable graph ကိုဆရာတို့ကြည့်လိုက်တော့2022ထိပဲပေါ်ပြထားတယ်2030ထိမပြထားဘူးဆရာတို့ဖြစ်နိုင်ခြေကိုခန့်မှန်းယူရမယ်ဒါဆိုရင် graph မြင်းတွေကိုလေ့လာကြည့်ကြမယ်အပြာရောင်မြင်းက2008ကနေ2022ထိဆိုရင်အကြောက်ကိုပဲတောက်လျှောက်ပြနေတယ်အဝါရောင်မြင်းကအတက်အကျနည်းနည်းရှိပေမဲ့နောက်ပိုင်းအတက်ကိုပဲပြနေတယ်အနီရောင်ကကြတော့တတမတ်ထဲရှိနေတယ်အစိမ်းရောင်ကကြတော့နောက်ပိုင်းအတက်ကိုဦးတည်နေတယ်ဒါဆိုရင်စိတ်မှန်နဲ့ဆရာတို့မြင်ဆွဲကြည့်လိုက်မယ်ဆိုရင်ဒီပုံဖြစ်သွားမယ်ဒါဆိုရင်2030မှာအနည်းဆုံးမြင်ကအပြာရောင်မြင်ပဲဖြစ်တယ်အပြာရောင်က coal ကြောက်မီတွေကိုဖော်ပြတာဆိုတော့အဖြေက A coal ပဲဖြစ်ပါတယ် question 3ကိုလေ့လာရအောင် the national debt နိုင်ငံကြွေးမြီသည် have climbed မြင့်တက်လာသည် over the last 2 decades လွန်ခဲ့တဲ့10နှစ်နှစ်ခုအတွင်းမှာ
Which of these factors ဘယ်အကြောင်းအချက်များကတဲ့ was likely not a major contributor အဓိကကူညီပံ့ပိုးမှုမဟုတ်ပါသလဲ to US debt during this time အဲ့ဒီအချိန်တုန်းက US အကြွေးမြီအတွက်တဲ့မိကွန်းကိုအချင်းချင်းပြန်ပြောရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းမှာနိုင်ငံကြွေးမြီဖြစ်စေတဲ့အကြောင်းရင်းမဟုတ်တာကိုမိထားတာဖြစ်ပါတယ်ဆရာတို့ကို ABCD ပေးထားတယ် A က defense spending ကာကွယ်ရေးအသုံးစရိတ် B က mortgage crisis အပေါင်ခံခြင်းအကျပ်တဲ C က increase consumer spending စားသုံးသူအသုံးစရိတ်တိုးမြင့်ခြင်း D က global pandemic ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါဆရာတို့ပုံမှာပေးထားတဲ့ graph line ကိုကြည့်ပြီးတော့စဉ်းစားရအောင်2000ခုနှစ်ကနေပြီးတော့2020အထိ US ကြွေးမြီတွေမြင့်တက်နေတာကို graph နဲ့ဖော်ပြထားတယ် A မှာက defense spending ကာကွယ်ရေးအသုံးစရိတ်ဆရာတို့2001ကနေ2021မှာ War in Afghanistan ဆိုတော့စစ်ပွဲရှိတယ်2003ကနေ2011ထိမှာ War in Israel ဆိုတဲ့စစ်ပွဲဖြစ်တယ်ဆိုတော့ defense spending က US အတွက်ကြွေးမြီတက်စေတဲ့အဓိကအကြောင်းရင်းထဲမှာပါတယ်မိထားတာကကြွေးမြီတက်စေတဲ့အဓိကအကြောင်းရင်းမဟုတ်တာကိုမိထားတာဆိုတော့နံပါတ် A ကမဟုတ်ဘူး B ကိုဆရာတို့ဆက်ကြည့်ရအောင် B က mortgage crisis ဒါက2009မှာအမေရိကန်မှာဖြစ်ခဲ့တာဘဏ်တွေပြိုလဲတယ်စီးပွားရေးပြက်ကတ်ကြုံတယ်နော် US ကကြွေးမြီတက်ရတဲ့အဓိကအကြောင်းရင်းတစ်ခုထဲမှာပါတယ်ဒါကြောင့် B လည်းမဟုတ်ဘူး C ကကြတော့ increase consumer spending စားသုံးသူအသုံးစရိတ်တိုးလာတယ်ဆိုတော့ helps economy ကိုဖော်ပြတာဆိုတော့ကြွေးမြီဖြစ်စေရတဲ့အကြောင်းရင်းမဟုတ်ဘူးအဖြေကတော့ C ပဲဖြစ်တယ်ဒီကတော့တည်တဲ့အတိုင်းပဲဆရာတို့ global pandemic ဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါကြောင့် US လည်းကြွေးမြီတက်ရတဲ့အကြောင်းရင်းထဲမှာပါနေတော့ D လည်းမဟုတ်ဘူးဒါကြောင့်ဆရာတို့အဖြေက C ပဲဖြစ်ပါတယ် Question 4ကိုဆရာတို့လေ့လာရအောင် The Constitution of the United States of America အမေရိကန်ပြည်ထောင်စုရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို signed on September 17, 1787 in Philadelphia, Pennsylvania 1988ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာ Pennsylvania ပြည်နယ် Philadelphia မြို့မှာရေးထိုးခဲ့တယ်တဲ့ The Constitution is a document ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာစာတမ်းတစ်ခုပဲဖြစ်တယ် which အဲ့ဒီစာတမ်းဟာ states the goal of the nation နိုင်ငံရဲ့ပန်းတိုင်ကိုဖော်ပြထားတယ် as envisioned by the founding fathers မူလတည်ထောင်ခဲ့သူများရဲ့ညွှန်မှန်းထားတဲ့အတိုင်းဖော်ပြထားတဲ့စာတမ်းပဲဖြစ်ပါတယ်တဲ့ The first 10 amendments to the US Constitution are called the Bill of Rights အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံပြင်ဆင်ချက်10ချက်ကို Bill of Rights လို့ခေါ်ပါတယ်အခုဆရာတို့မေးခွန်းဖတ်ပြီးဆိုတော့အောက်ကိုဆက်ကြည့်ရအောင်အောက်မှာ1950ကနေပြီးတော့1800အထိ timeline တစ်ခုပေးထားတယ်သူမေးတာက place a dot on the timeline advance on the year အထက်ပါအချိန်စရာပေါ်မှာအဆက်ချရပါမယ်တဲ့ when the United States Constitution was signed အမေရိကန်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံကိုလက်မှတ်ရေးထိုးခဲ့တဲ့အချိန်ကိုအဆက်ချဖော်ပြပေးရမယ်စာပိုင်းမှာသူပြထားပြီးသား1989စက်တင်ဘာလ18ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့တာဆိုတော့1980နဲ့1990ကြားဒီနေရာလေးမှာအဆက်ချလိုက်ရင်ဒီပုဒ်စာရဲ့အဖြေကပြီးပါပြီနောက်ဆုံးပုံအနေနဲ့ဆရာတို့ question 5ကိုလေ့လာရအောင် China Trade Summary Import and Export 2006 to 2019 2006ခုနှစ်ကနေ2019ခုနှစ်အထိတရုတ်ကုန်သွယ်မှုတွင်းကုန်နဲ့ပို့ကုန်အကျဉ်းချုပ်ကို brand နဲ့ဖော်ပြထားတယ်အပြာရောင်မြင်းက export ပို့ကုန်ကိုကိုစားပြုပြီးတော့အနီရောင်မြင်းက import တွင်းကုန်ကိုကိုစားပြုတယ်မိကုံဖတ်ကြည့်ရအောင် Which of the following is supported by the data on the graph graph ပေါ်ရှိ data အချက်အလက်ကအောက်မှာပေးထားတဲ့ဘယ်အရာကိုထောက်ပံ့ပေးထားပါသလဲတဲ့ဆိုတော့ဆရာတို့ A ကိုကြည့်ရအောင် A from 2016 to 2018 exports increased but imports decreased 2016ကနေ2018ခုနှစ်မှာပို့ကုန်ကတိုးလာပြီးတော့သွင်းကုန်ကလျော့နေတယ်ဆိုတော့ graph ကိုကြည့်ရအောင် graph မှာ2016ကနေ2018ထိကသွင်းကုန်ရောပို့ကုန်ရောကအတက်ဘက်ကိုပြနေတယ်ဒါဆိုရင် graph က A ကိုဖော်ပြထားတာမဟုတ် B ကိုဆက်ကြည့်အောင် from 2016 to 2018 both exports and imports decrease 2016ကနေ2018ခုနှစ်အထိပို့ကုန်ရောသွင်းကုန်ရောက decrease ကျဆင်းနေတယ်ဆိုတော့ B လည်းမဟုတ် C from 2018 to 2019 import
decreased 2018ကနေ2019အထိသွင်းကုန်ကကျဆင်းနေတယ်ဆိုတော့ graph မှာဆရာတို့2018နဲ့2019ကြားကိုကြည့်လိုက်တော့အနီရောင်မြင်းက import သွင်းကုန်ကျဆင်းနေတယ်ဒါဆိုရင် C ရဲ့ဖော်ပြချက်ကမှန်တယ်D ကတော့2018ကနေ2019အထိ import က increase လို့ဖော်ပြထားတယ်ဆိုတော့ D လည်းမဟုတ်ဒါကြောင့်ဆရာတို့ရဲ့အဖြေက C ကိုရွေးရမှာဖြစ်တယ် Thank you for watching.